ဒါကကဘာပေါ်မှာဒုတိယအကြီးဆုံးပြန်တန်းနိုင်တဲ့ငှက်ဖြစ်ပါတယ်နော်အရင်ဆုံးလူတွေကိုလုံးဝမတွန့်ဆုတ်ပဲအေးစစ်စစ်ဆက်ဖီရိုက်ခွင့်ပေးတတ်တဲ့ကွန်တော်ငှက်အကြောင်းပြောပြမယ်နော်ပြီးတော့အဲ့ဒီတပ်ပုံကိုရိုက်လိုက်တာနဲ့တပြိုင်နက်ပြန်ပြီးတော့ပတ်စံတောင်းတလူကိုဖြစ်နေတတ်တာပေါ့နော်တကယ်တော့အပြင်ကကွန်တော်ငှက်စစ်ကတော့အဲ့ဒီလောက်အပြစ်ကင်းစင်တာမျိုးမဟုတ်ပါဘူးနော်သူ့ရဲ့အတောင်ပံအကျယ်က30ပေကျော်လောက်ရှိတဲ့အတွက်ပေပေါင်း20တူညကျော်လောက်မြင့်တဲ့နေရာတွေထိပြန်တန်းနိုင်ပြီးတော့တောင်ပန်ကိုခတ်တာထက်စာရင်ကောင်းကင်ရံမှာလေဟုန်စီးပြီးတော့ပဲအချိန်တော်တော်များများကိုကုံဆုံးနေတတ်ပါတယ်နော်သူတို့ကတောင်ပံကိုတစ်ချိန်လေးမှမခတ်ဘဲနဲ့တခါတည်းပြန်တန်းမှုနဲ့တင်ကိုမိုင်ပေါင်း100ကျော်ထိခီးသွားနိုင်ကြပါတယ်နော်သူတို့ရဲ့အမြင်အာရုံကအရန်ကိုထက်မြက်လွန်းတဲ့အတွက်မြေကြီးပေါ်ကနေအမြင့်ကြီးမှာပြန်တန်းနေရင်းနဲ့တောင်မိုင်ပေါင်းများစွာအဝေးကနေအလောင်းကောင်တွေကိုအလွယ်တကူပဲမြင်နိုင်ကြပါတယ်နော်သူတို့ရဲ့သားသမီးလေးတွေကိုတားရဲတွေးဆန်တွေနဲ့တခြားဖြစ်လာနိုင်တဲ့အန္တရာယ်တွေကဒီကနေကာကွယ်ဖို့အတွက်တောင်ဆောင်တွေမတ်ဆောက်တဲ့ကြောက်ဆောင်တွေပေါ်မှာအတိုက်ဆောက်ကြပါတယ်တခါတလေကြတော့ပင်လယ်ရေမျက်နှာပြင်ကနေပေပေါင်း16တူညကျော်အထိမြင့်တဲ့နေရာမျိုးတွေမှာပါနော်စိတ်ဝင်စားစရာကောင်းတာကတော့ကွန်တော်ငှက်တွေကအပေါ်ကိုတက်နေတဲ့လေစီးကြောင်းတွေကိုအသုံးပြုပြီးတော့လေထဲမှာနာရီပေါင်းများစွာနေနိုင်ကြပါတယ်အဲ့ဒါကပြန်တန်းနေချိန်မှာသူတို့ရဲ့စွမ်းရည်တွေကိုအများကြီးချွေတာနိုင်အောင်ကူညီပေးတာပေါ့နော်ဒါကြောင့်မို့လို့လဲအန်ဒီယန်ကွန်တော်ငှက်ကိုကဘာပေါ်မှာအံ့ဩစရာအကောင်းဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးငှက်တွေတဲကတစ်မျိုးဖြစ်စေတာပဲဖြစ်ပါတယ်နော်